မနာလိုတိုင်ကြားမှုတွေကြောင့်မဟုတ်ပဲတန်ရှင်းမှုနဲ့စီကံမရှိလို့ပိတ်သိမ်းခံလိုက်ရတဲ့ဖတ်တီးမပဲခူးဆိုင်ခွဲအားလုံးရဲ့အချစ်တော်အချင်းပေါင်းတဲ့ဖတ်တီးမကတော့ဆိုင်ပိတ်ခံလိုက်ရတဲ့အတွက်ဝမ်းနဲ့ကြေကွဲခံစားနေရပါတယ်။အများပြည်သူကလည်းသူမဘက်ကနေထတူဝမ်းနေပြီးမနာလိုသူတွေကိုမေတ္တာပို့နေကြတာပါ။ဒါပေမဲ့အခုတစ်ခေါက်ဆိုင်ပိတ်ခံလိုက်ရတာကတော့မနာလိုသူတွေရဲ့တိုင်ကြားမှုတသက်ကြောင့်မဟုတ်ပဲတန်ရှင်းတရက်မှုအားနေပြီးအစားအသောက်တွေကအဆင်မပြေတာကြောင့်ပဲဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်းဖတ်တီးမကအရင်ကတော့ဥပိန်တတာဘီနာလေးမှာအချင်းပေါင်းရောက်ပြီးနောက်ပိုင်းမှာ9ရင်ခွန်ကျော်တွေကိုရောင်းချလာခဲ့တာပါ။တနိုင်ငံလုံးအတိုင်းအတာနဲ့ချစ်ခင်အားပေးမှုတွေကိုရရှိထားခဲ့တဲ့အတွက်ဘလို့အစားအသောက်ကိုပဲရောင်းပါစေအားလုံးကလက်ခံပြီးတော့အားပေးကြပါတယ်။ဒါပေမဲ့တံမယာသီးအချင်းပေါင်းရောင်းတော့ကလည်းတန်ရှင်းမှုမရှိဘူးဆိုပြီးတိုင်ကြားခံခဲ့ရတာကြောင့်စိုက်ပိတ်ခံခဲ့ရပါသေးတယ်။အဲဒီနောက်ဘဝကိုအားမလျှော့ပဲစ조사ရပ်တည်ခဲ့တဲ့ဖတ်တီးမကသူမရဲ့သားလေးကွယ်လွန်ပြီးတဲ့နောက်မှာ9ရီခွန်ကျော်တွေကိုကိုပိုင်နာမည်နဲ့ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ဒီတစ်ခါမှလည်းမန္တလေးတဝိုက်တာမကတနိုင်ငံလုံးကိုပါဖြန့်ချိနိုင်တဲ့အထိအောင်မြင်မှုတွေရရှိခဲ့တာပါ။ဒါပေမဲ့တဖြည်းဖြည်းကြားလာရတဲ့သတင်းတွေအရဖတ်တီးမရဲ့9ရီခွန်ကျော်ကတန်ရှင်းမှုတွေအားနည်းတယ်လို့သိရပါတယ်။ဒါတွေမကအစားအသောက်ရောင်းမယ်ဆိုရင်နိုင်ငံအသီးအမှတ်ပြုFDA ခွင့်ပြုချက်ရရှိအောင်လုပ်ဆောင်ရမှာပါ။ဒါကိုဖတ်တီးမကတော့စီကံကိုလိုက်နာခြင်းမရှိပဲသူမရဲ့ကိုယ်ပိုင်နာမည်နဲ့ရောင်းချင်တယ်လို့ရောင်းပြီးဆိုင်တွေကိုပါဖွင့်လှစ်နေခဲ့တဲ့အတွက်အခုတစ်ခေါက်မှလည်းဆိုင်ပိတ်ခံခဲ့ရတာဖြစ်ပါတယ်။ဖတ်တီးမကမန္တလေးမှာလည်းဆိုင်တွေဖွင့်ထားသလိုရန်ကုန်မှာလည်းဆိုင်ကြီးလာဖွင့်ပြီးမကြသေးခင်ကပဲပဲခူးမြို့မှာဆိုင်ခွဲတစ်ခုထပ်ပြီးတော့တွားဖွင့်ခဲ့တာပါ။ဒါပေမဲ့ဖွင့်ပြီးရပိုင်းအကြားမှာပဲတိုင်ကြားမှုတွေကြောင့်ဆိုပြီးသူမရဲ့အချင်းပေါင်းဆိုင်အသစ်ကြီးကတခါတည်းကိုအပိတ်ခံခဲ့ရပါတယ်။ဆိုင်ဘုတ်တွေကိုပါအဖြုတ်ခံလာရပြီးတော့လုံးဝကိုရောင်းချခွင့်မရှိဘဲနဲ့ပိတ်သိမ်းခံခဲ့ရတာပါ။ဒါကြောင့်ဖတ်တီးမလည်းဝမ်းနေနေသလိုသူမရဲ့မိတ်ဆွေတွေကလည်းစိတ်တူနေကြပေမဲ့တကယ်တော့ဖတ်တီးမကစီကံမလိုက်နာခဲ့တဲ့အတွက်ကြောင့်ပါဆိုင်တစ်ခုဖွင့်မယ်ဆိုရင်သက်ဆိုင်တဲ့စီပင်ကိုအကြောင်းကြားရမှာဖြစ်ပြီးအစားအသောက်တွေကလည်း FDA ခွင့်ပြုချက်ရရှိထားရမှာဖြစ်ပါတယ်။ဒါပေမဲ့ဖတ်တီးမကတော့ကိုယ်ပိုင်နာမည်တက်ပြီးရောင်းချနေတဲ့9ရီခွန်ကျော်ကအစားအချင်းပေါင်းကိုလည်းဘယ်သူရဲ့ခွင့်ပြုချက်မှမရှိပဲရောင်းချင်သလိုရောင်းနေတဲ့အတွက်စီကံနဲ့ညှိပြီးတော့အပိတ်ခံခဲ့ရတာပါ။အောင်မြင်လာရင်အတိုင်းအခိုက်များတယ်ဆိုတာကမှန်ပေမဲ့ဖတ်တီးမဘက်ကနေလည်းစီမင်းစီကံနဲ့အညီလှုပ်ဆောင်တင်တာတော့အမှန်ပါပဲ။အခုလိုမျိုးဆိုင်ပိတ်ခံခဲ့ရတာကြောင့်ဖတ်တီးမအတွက်လည်းဝမ်းနေရပေမဲ့အစားအသောက်ဆိုတာကတန်ရှင်းမှုမရှိရင်ဘယ်သူအတွက်မှအဆင်မပြေနိုင်ပါဘူး။အခုပိတ်သိမ်းခံခဲ့ရတဲ့ပဲခူးကဆိုင်ကိစ္စကိုတော့ဖတ်တီးမအနေနဲ့အများကြီးဖြေရှင်းရအောင်ပါ။ဖတ်တီးမကတော့ပြစ်တိုင်းတောင်လိုပဲလဲကြတိုင်းပြန်ထားနိုင်မဲ့သူတယောက်ဖြစ်လို့ဘရောမှအရှုံးပေးသွားမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့နောက်ထပ်ဆိုင်တွေဖွင့်ပြီးအစားအသောက်တွေရောင်းချမယ်ဆိုရင်တော့သက်ဆိုင်တဲ့ခွင့်ပြုချက်ကိုရယူပြီးတော့တန်ရှင်းသက်ရက်စွာရောင်းချသင့်ပါတယ်။အခုတစ်ခေါက်မှတိုင်ကြားမှုတွေနဲ့ဆိုင်ပိတ်ခံခဲ့ရတဲ့ဖတ်တီးမရဲ့ပဲခူးဆိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေပြင်ဆင်သင့်တယ်လို့ပြည်သက်ကြီးတို့ကရောထင်ကြပါလဲရှင်။